အားလုံးမင်္ဂလာပါမောင်နော်ဒီနေ့လောန်စကားနဲ့ပြောချင်တော့ပါနော်လောန်ရဲ့ပါကိုကျလိုက်ဒီဘက်ကဘယ်လိုပြောမလဲနားတယ်ဗောနော်ရိုးနားတယ်မို့ဒီဘက်ကသူ့ရဘယ်လိုပြောမလဲဆိုတော့တရားစပြတာသူက2020ဘွားနဲ့စပြလာတယ်ဗောနော်2020ခုနှစ်ကနေသူကစပြလာတာသူကဒီလောက်ကြီးလာမယ်လို့တော့လောကမထင်ထားဘူးနော်အရင်တော့နည်းနည်းတိတ်လေးပဲပြီးတော့သူမဖြစ်ခင်တော့ဆိုရင်လောကမျက်နှာကအရင်ကြည့်လို့ကောင်းတယ်နော်အရင်ချစ်ဖို့ကောင်းတယ်သူဒီလိုမျိုးစားဖြစ်တော့တဲ့ခင်တော့လောကမျက်နှာကနှစ်ခုစလုံးမငြင်းညွတ်တော့ဘူးနော်အဲ့လိုမျိုးဘယ်လိုပြောမလဲရုပ်ဆိုးသွားရပါနော်ပြီးတော့လောကနဲ့အရင်နဲ့အားငယ်ရတယ်အရင်တော့မျက်နှာငယ်ရတော့တယ်သူအရင်တော့လောကပြူပင်ရနေတယ်ဆိုတော့ဒီဟာတိတ်ပြီးတော့မကြည့်တော့ဘာနော်လောကတင်ညာအိပ်ပြီးမှပြန်နိုးလာတာဒီဟာပိုဆိုးလာတယ်ဘာနော်တော့တွေခေါင်းနေတူထက်လာတာတော့ပါလဲဆိုပြီးတော့လောကနဲ့ကြည့်တာနဲ့သူလည်းအသားဖြစ်နေတယ်အဲ့ကဘယ်လိုပြောမလဲသူအသားရအကျော်လိုမျိုးပုံစံဖြစ်နေတယ်ဒီနေ့ကျရင်လောကခွဲပြမယ်ဆိုပြီးတော့လောကအဲ့လိုမျိုးတွေးထားတယ်ဗောနော်ပြီးတော့လောကဒီလိုမျိုးဖြစ်လာတော့လောကရှက်လာတော့တယ်လောကဘသူစီကမနဲ့စကားတိတ်မပြောရတော့ဘယ်လိုပြောမလဲသူများတွေနဲ့မျက်နှာတော့တိတ်မစုံရဘူးဗောနော်အဲ့လိုမျိုးကိုတော့ပြန်ရှက်တယ်အဲ့လိုမျိုးလေတကယ်တော့တရားခွဲနိုင်ခဲ့ပြီဆိုရင်လောမျက်နှာကဘယ်လိုပြောမလဲအရင်လိုမျိုးပုံစံလိုမျိုးပြန်ဖြစ်တယ်ဗောနော်သူအဲ့ဒါတခုနဲ့လောညုပ်ဆိုးတော့သူလို့တာလောနဲ့မတက်နိုင်ဘူးကိုလည်းသူများလိုပဲစမ်းမရှိတော့ဘာမှမတက်နိုင်ဘူးတကယ်လို့ဒီလိုမျိုးတာဆက်ဖြစ်တော့နေခဲ့မယ်ဆိုရင်တော့မခွဲနိုင်တဲ့ခဲ့ဘူးဆိုရင်လောနာပီယိုရရနာအောင်မလို့မျောလင်းထားတယ်လောနဲ့စိတ်မကောင်း